တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့အခါမှာဘုရားပြိဋိဘံစံပြီးကိုသိဏ္ဍာယုံပြိဋိဘံစံပြီးတဲ့နောက်မှာရှင်အာနန္ဒာကမြတ်စွာဘုရားရဲ့တပိဋ္ဌင်္ဂန်တွေကိုယူဆောင်ပြီးတော့ဘုရားတရင်သုံးခဲ့တဲ့နေရာတွေကိုပြန်ကြွဘုရားရဲ့တပိဋ္ဌင်္ဂန်တွေယူပြီးတော့တွားတယ်ဥပမာမဲ့တာဝတိမြို့ကိုပြန်ကြွလာတယ်ပြန်ကြွလာတဲ့အခါဘုရားတရင်သုံးသွားတဲ့ခန္ဓာကုရိတိုက်မြတ်စွာဘုရားအဲ့ဒီမှာတရင်မသုံးတာက10 လတစ်နှစ်နီးကြာသွားတာအဲ့တော့ဇေရွန်အကျောင်းမှာရှိတဲ့ခန္ဓာကုရိဘုရားတရင်သုံးတဲ့ကျောင်းဆောင်ကိုတကားတွေဖွင့်အမိုက်တရိုက်တွေရှင်းမြတ်စွာဘုရားတရင်သုံးတဲ့အိယာတွေဖုံနေပါတွေခါတောက်ရည်တွေပြန်ထက်နော်လှုပ်ရင်းရှင်အနန္ဒာကငိုသေးတာသူကဘုရားရှိတော်ကအနေထားကိုပြန်တတိယပြီးသောတာပန်ပြီမဲ့လို့တောကဖြစ်တယ်မြတ်စွာဘုရားပေါ်မှာတန်ရောစဉ်အမတန်ကြီးတော့မြတ်စွာဘုရားကိုလျှောက်ထားတဲ့ပုံစံနေနဲ့လျှောက်ထားပြီးတော့သူကငိုကြွေးပြီးတော့ရှင်အနန္ဒာလှုပ်တယ်ခန္ဓာကိုယ်ဒီတိုက်ကြီးတန်ရှင်းတယ်ဘုရားရှိတော်ကနေထိုင်တဲ့ဝကြီးဝငယ်တွေအားလုံးလှုပ်တယ်မျက်ရည်ကျတယ်ငိုတယ်အဲ့လိုနေပြီးတော့ဒီလိုနေရင်ကနေနောက်ကြတော့တရားဓမ္မတွေကလည်းလာအဲ့တော့တရားဓမ္မတွေကငိုတဲ့အခါကျတော့ရှင်အနန္ဒာကသူကပြိုင်းငိုနေလို့မဖြစ်ဘူးအဲ့တော့တရားဓမ္မတွေကငိုကြွေးလာတဲ့အခါကျတော့သူတို့ကိုတရားချဟိုကလာလိုက်တရားချပြောလိုက်ဒီကလာလိုက်တရားချလိုက်ရှင်အနန္ဒာမှသူကသောတာပန်ပဲရှိသေးတယ်80လုံးเสียတွေသူမှရှိတယ်လုံးเสียတွေအများကြီးရှိသေးတယ်သောတာပန်ကနေသဂရကအနာဂယဟန္တာဖြစ်ဖို့ရာသူတရားကျင့်မှုအချိန်လိုတယ်အဲ့ဒါတွေမလုံနိုင်ပဲနဲ့ဘာဖြစ်တုံးဆိုတရားဓမ္မတွေကလာပြီးမြတ်စွာဘုရားတရင်မေးတာတို့နော်ဘုရားပြိဋိဘံစံတဲ့အကြောင်းရင်းတွေကိုပြောပြနေရတာတို့ငိုတဲ့ပုဂ္ဂိုလ်တွေကိုနှစ်သိမ့်စကားချော့မော့ပြောဆိုတာတို့တန်ဝေကတရားဟောပြောတာတို့တဏှိကုံဓာရီနဲ့ကြီးပဲအချိန်ကုန်နေတဲ့အခါကျတော့နတ်သားတယောက်ကရှင်အနန္ဒာကိုတတိပေးတယ်ရှင်အနန္ဒာကိုတတိပေးတယ်နော်သူသုံးတဲ့စကားလုံးလေးကကိဗိလိကာပလိတ္တိအရှင်ဘုရားဒီလိုတပြည့်ပြည့်နဲ့စကားပြောနေတာဘာအကျိုးရှိမှာတော့နဲ့ကိုလုံးရမယ့်အလုပ်တွေလည်းလုပ်ပါအောင်ပေါ့တရားဓမ္မတွေပဲအခုလိုလိုက်ပြီးတော့အရှင်ဘုရားတရားဟောတယ်ဖြောင်းပြတယ်ပြောဆိုနေတာဒါတွေနဲ့အရှင်ဘုရားတရားကျင့်ရမယ့်အချိန်တွေလေးဟင်းကုန်တယ်ဒါကြောင့်မို့လို့တပြည့်ပြည့်အရှင်ဘုရားစကားတွေပြောမနေပါနဲ့ကိုလုံးရမယ့်အလုပ်တရားအထုတ်ရမယ့်အလုပ်ကိုထုတ်ပါအောင်လို့ဆိုတဲ့ဒီတတိပေးစကားလေးပြောတယ်ဆိုတာတန်ရုပ်ပါဠိတော်ဒေဝဗုဒ္ဓတန်ရုပ်မှာရှိတယ်ပေါ့ကိဗိလိကာပွဲတည်းဗိလိဆိုတာလူဗမာတွေလည်းပြောတယ်လေပလစ်နဲ့စကားပြောတယ်ဆိုတာစကားသိပြောရင်ပလစ်ပေါ့ဒီလိုပြောတာမျိုးနော်တပြည့်ပြည့်နဲ့စကားပြောနေလို့အကျိုးမရှိဘူးပေါ့တရားဓမ္မအားထုတ်ရမယ့်အချိန်ကိုတရားအထုတ်ပါလာသမျှလူတွေကိုရှင်းပြလာသမျှလူတွေကိုချော့မော့ဖြောင်းပြတရားဟောနေလို့အရှင်ဘုရားတရားအထုတ်ရမယ့်အချိန်တွေမရတော့ဘူးပေါ့လို့ဒီလိုတတိပေးစကားလျှောက်ကြားခဲ့ပူတယ်ဒါကြောင့်မို့လို့ကောင်းတာလုပ်တယ်လို့ဆိုပေမဲ့လို့ဘတ်တာရမတာသူ့အချိန်နဲ့သူမဟုတ်ဘဲနဲ့အချိန်အကန့်အသတ်မရှိစကားတွေကြီးပဲပြောနေရတယ်ဆိုတာဟာဆုပ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်လာတယ်ဒါကြောင့်မို့ဘတ်တာရမတာဆိုတဲ့အဆိုးတရားကဓမ္မဒေသနာဟောပြောခြင်း၌မွေးလျော်မှုဆိုတဲ့အကောင်းတရားကိုလှိစားသွားနိုင်နေတယ်